အပီးရဲ့မမအတွက်မမဒီတော့မမတော့ခိုင်းနေအပီးဟိုင်းအိုင်ကြီးလေးကိုပေါ့နော်မကြီးကတော့ခိုင်းတော့ပြခိုင်းနေပေါ့နော်အရာကြီးညီမတော့ကြာရင်တော့ပြပေးပါမယ် K အဲ့ဆိုရှင်ကဒါလေး water fan ဆိုတာမသိဘူးပေါ့နော် FANE fan တွေဟာနေရာလေးပေါ့နော်အဲ့ water fan တွေနေရာလေးပါဘာဘလိုမျိုးလဲဆိုတော့စတလာနဲ့အတူတူသွားပြောချက်သွားပြောကြည့်ကြည့်လိုက်ရအောင်ပေါ့နော်ကဲအပေါ်တက်ကိုလည်းတက်လို့ရပါတယ်ခေဒီမှာပေါ့နော်ဒါလက်မှတ်ဝယ်ရတာပါကြည့်ဒီမှာပေါ့နော်သူဒီအောက်မှာရေးထားလက်မှတ်ဝယ်ရနဲ့โอเคလက်မှတ်ဝယ်ရနဲ့ပေါ့နော်ဒီခုကတော့ဒီမှာတော့ဒါရက်ကြောက်တိုင်းဖိုက်ထုတ်ဘာလို့ခက်အင်ကြီးလေးရတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့မိုက်တော့မိုက်ပါတယ်ဒါပေမဲ့တော်တော်လေးလှလိုက်ကြာပြောမယ်ဆိုရင်စတယ်လာသူ့လာအဲ့လောက်ကြီးမဆောက်တတ်ဘူးစတယ်လာအဲ့လောက်ကြီးမဆောက်နိုင်ဘူးเนาะအဲ့ပစ္စည်းတွေကို Okay ဒုံးနဲ့မလီဆွေးကြအောင်ဒီပေါ်တက်မှာပေါ့နော် water ရေကူးကန်ဒီပေါ်တက်မှာပါတာပါ Okay ဒီမှာပေါ်တက်မှာရေကူးကန်မှာရေကူးကန်နေဘောဆလောက်ရှင်เนาะဒီမှာပါဆလောက်ကိုတက်ပြစီတင်တဲ့ ID လေးရှိလို့ရှိရင်လည်း comment မှာ ID နံပါတ်ကလေးရေးပေးပါနောက်နေ့အားရချိန်တိုင်းစတက်လာသွားပြီးတော့တက်ရပေးပါမယ်ကဲဒါကတော့သူကားရအများကြီးပဲကြည့်ကြည့်ရောအဲ့ထဲကကားရအများကြီးပဲဒီဘက်မှာရောပါလားဒီဘက်မှာပါတော့အဲ့ရကြီးကြည့်ပဲဆိုတော့ကားလာပါရဲ့ဒါမဲ့စတက်ရန်လာစတက်လာအဲ့လောက်ကြီးမဆောက်နိုင်ဘူးwater ဟိုဟဲ့မိုက်ပါရဲ့တော့အရင်လှနော် okay ဒီမှာတော့ဒီလောက်ပဲပေါ့နော်ဒီနေ့တော့ပြတ်မဲ့နေရလေးရဘယ်လိုလဲကြီးဆော့လို့ရတယ်ဒီလိုက်ကြီးဆော့ရင်ကောင်းမလားမသိဘူးကဲထားလိုက်ပါတော့စနေလေးဒီလိုက်ကြီးဆော့သွားဆိုတော့အခုဆော့ရပါဘူးလက်မှတ်ဝယ်နေရလဲပါတယ်ပေါ့နော်လာဒီပေါ့ဒီ water fan ဆိုတဲ့နေရာလေးဒါလှလိုက်ဒီလောက်ကြိုက်လို့ရှိရင်လည်းကိုမမလှရလို့ကြည့်ပြီးပေါ့နော်လောက်ဆိုဒါတော့ still ဟာစောက်ထားမှာမဟုတ်ဘူး still ကိုမမဝင်ပြီးတော့ဒီတွားပြပါဆိုတော့တွားပြပါဆိုရင်မမအတွက်ဒီနေ့မှာပေါ့နော် ID လေးပြီးဒီမှာ still တွားပြလိုက်တာဒါမဲ့ဒါသူ့ ID ပေါ့နော်သူကိုယ်တိုင်စောက်ထားတဲ့ ID ပေါ့လာပါရဲ့သူကိုယ်တိုင်စောက်ထားတာပေါ့နော်တလားအကြီးအိမ်ညိုတိတ်မဆောက်တော့ဘူးအဲကြောင့်မလို့ကဒီနေ့မှာတော့အားလုံးကျေးဇူးတင်ပါတယ်ဒီတော့ပြလိုက်တဲ့နေရာလေးတွေကိုကြိုက်ကြဆိုရှင်လည်းစလိုက်ဗီဒီယိုကိုကြိုက်ကြဆိုရှင်လည်း like and subscribe ရေးလို့ပြကြပါဦးလို့လည်းပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye